ယေရှုခရစ်တော်နာမနဲ့မင်္ဂလာပါဒီမနက်ဖတ်ရှုတဲ့နှုတ်ကပတ်တမန်ကျမ်းစာတစ်ပိုက်လေးနဲ့ဆင်ခြင်ခွန်အားယူဖို့ရန်နှုတ်ကပတ်တော်လေးကိုဝေမျှချင်ပါတယ်ဟေရှာယနဂတိကျမ်းအခန်းကြီး1အပိုက်က20နဲ့နှာခေါင်းနဲ့အသက်ရှူတတ်သောလူတတဝါကိုမကိုးစားကြနဲ့ထိုသို့သောသူကိုအဘေတို့ပမာဏပြုเสียရှိသည်။ဥပ္ပတော်ကလူကိုမုန်းဖို့ပြောတာမဟုတ်ဘူး။ဖျားသခင်နောက်ဥပ္ပတော်ကလူကိုဖယားထပ်ပို့ပြီးမှမကိုးစားဖို့ပြောတာဖြစ်တယ်။ဖယားနေရာမှာမထားဖို့အတွက်ပြောနေတာဖြစ်တယ်။ဆိုတော့လူကအသက်ရှူနေရတဲ့အချိန်တစ်ခုထိကတော့နော်လူကအားကိုးလို့ရတယ်ထားပါတော့နော်ဒါပေမဲ့အသက်ရှူတာရက်သွားတယ်ဆိုရင်အဲ့ဒီလူမှာတကိုးတွေအာနာတွေငွေကြေးတွေနော်အာယုံခံစားမှုအားလုံးကအကုန်လုံးကတခုမှမရှိတော့ဘူးဒါလူတွေအကန့်အသတ်ရှိတယ်အသက်ရှူနေတဲ့အခါမှာသူ့ရဲ့အရှင်အဝါတွေကြီးကောင်းကြီးနိုင်ဒါပေမဲ့အသက်ရှူရက်သွားတယ်ရင်သူ့မှာရှိတဲ့အရှင်အဝါဖြစ်ဖြစ်ငွေကြေးဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ပညာပဲဖြစ်အားလုံးကရန်တာသွားမှာဖြစ်ပါတယ်ဒီနေ့ခေတ်မှာလူကိုကိုးစားတာပုံပုံမှများလာတယ်နော်လူတွေရဲ့အာဏာတွေကိုကိုးစားကြတယ်နော်လူတွေငွေကြေးရှိတဲ့လူတွေကိုနောက်လိုက်ကြတယ်နော်တငယ်ချင်းမိတ်ဆွေတွေနော်ကိုယ့်ရဲ့အလုပ်အကိုင်တွေအပေါ်မှာပို့ပြီးမှဖျားထက်ပို့ပြီးမှအားကိုးနေကြတယ်နော်လူကနော်တနေ့ရက်တန်သွားနိုင်တယ်အချိန်မရွေးရက်တန်သွားနိုင်တယ်ဒါကြောင့်မို့နော်လူဒီ limit နဲ့အသက်ရှင်တာဖြစ်တယ်ပြည့်စုံတဲ့ဆိုတာမရှိဘူးเนาะအဲ့ဒါကြောင့်ဟေရှာယခန်းကြီးနေတဲ့မှာဖော်ပြထားတာဖြစ်တယ်။သူတို့သူကိုအဘေတို့ပမာဏပြုเสียရှိသည်။လူကိုဘာလို့ကိုးစားမလဲ။လူဒီရက်တန်သွားနိုင်တဲ့ limit တစ်ခုရှိတယ်ဆိုတာကိုဖော်ပြနေတာဖြစ်တယ်။လူဒီမနေ့ရှိမယ်ညနေเนาะရှိချင်မှရှိမယ်။เนาะယနေ့ကျွန်တော်တို့ကိုကူညီနိုင်တဲ့မနက်ဖြန်ကူညီနိုင်မှကူညီနိုင်လိမ့်မယ်။နော်ဒီနေ့ကတိပေးနိုင်တဲ့မနက်ဖက်ကတိပြတ်သွားတာလေရှိနိုင်တယ်အမြဲတမ်းလူဆိုတာပြောင်းလဲမှုရှိနိုင်တယ်ပြောင်းလဲရှိနိုင်တယ်နော်အသက်ရှင်တဲ့အခါမှာကူညီနိုင်တယ်နော်အသက်မရှင်နိုင်တဲ့အခါမှာသူကူညီပေးလို့လေမရတော့ဘူးဒါကောင်းတဲ့အသက်ရှူတဲ့တတော်ကမကိုးစားဖို့အတွက်ဖြစ်ကိုပတ်တော်ကဖော်ပြတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ကိုးစားမယ်နော်အားကိုးမဲ့လူကဘုရားသခင်ဖြစ်တယ်ဘုရားသခင်ဒီထာဝရတည်တယ်ဘုရားသခင်ဒီထာဝရကောင်းမြတ်တယ်ဘုရားသခင်ဒီထာဝရကိုးကွယ်ရမယ်အရှင်သခင်လေသူပဲဖြစ်တယ်ဆိုတာကိုဒီနေ့နှုတ်ကပတ်တော်လေးဝင်ငါခြင်းနဲ့ဇာနာတူရောက်စတဲ့ပုံမှာဘုရားသခင်ကောင်းချီးပေးပါစေ